တကယ်တော့ဗီနီစီယက်သာကိုညာလိုကခဲ့ရင်အခုလိုပြဿနာတွေတက်လာမှာမဟုတ်ပါဘူး။တနေ့ကဘီဖီကာနဲ့ရီယယ်မက်ဒရစ်တို့ကစားတဲ့ချန်ပီယံလိပွဲစဉ်မှာဂိုးသွင်းပြီးအခါအလှနဲ့အောင်ပွဲခံခဲ့တဲ့ဗီနီစီယက်ကတော့ဘောလုံးလောကတစ်ခုလုံးကိုကြီးမားဆုံးလှုပ်ခတ်သွားခဲ့ပေမဲ့ကိုညာကတော့အာဆင်နယ်ကွင်းမှာဟီးယားလှုပ်ပြပြီးကပြခဲ့တာတော့ဘာပြဿနာမှမဖြစ်ခဲ့ပါဘူး။အဆိုပါပွဲမှာဗီနီစီယက်အနေနဲ့ဘီဖီကာပရိသတ်တွေရဲ့ရှေ့မှာဘရာဇီးသားတွေရဲ့ထုံးစံတိုင်းကပြီးအောင်ပွဲခံခဲ့ပေမဲ့ပရိသတ်တွေကရေဘူးတွေနဲ့ပြတ်ပေါက်ခဲ့တဲ့ပြင်ကွဲလက်တိုင်ကလည်းအဝါကပ်ပြခဲ့တယ်လို့ဘီဖီကာတင်းရဲ့ကစားသမားပရစ်စတီယာနီကလည်းမြောက်ကြီးဆိုပြီးခေါ်ကလူမျိုးရေးခွဲခြားခဲ့ပါသေးတယ်ဒီပြစ်စင်မှာကွဲလက်တိုင်ကဘာကြောင့်အဝါကပ်ပြသခဲ့တာလဲမသိပေမဲ့ဘလုံးလုံးကမှအခုလိုအောင်ပွဲခံတာကမဆန်းတော့ဘူးလို့ပြောရမှာပါအဲ့ဒီလိုမျိုးသာအဝါကပ်ပြကြီးဆိုရင်ဒီနိုင်တဲ့ကစားသမားကိုညာကလည်းအဝါကပ်ပြင်အနီကပ်တွေပါဘလို့ပြန်နေမှာပါယူနိုက်တက်အနေနဲ့အာဆင်နယ်ရဲ့အင်ကွင်းမှာအနိုင်ရခဲ့တော့ကဆိုရင်ကိုညာကဂိုးသွင်းပြီးတဲ့နောက်အကလှတွေနဲ့ပရိသတ်တွေရဲ့ရှေ့မှာကိုအောင်ပွဲခံပြခဲ့တာပါဒါပေမဲ့ကိုညာကတော့ဘာပြဿနာမှမတက်ခဲ့ပဲပွဲကိုအေးစစ်စစ်နဲ့ပဲပြီးဆုံးခဲ့ပါတယ်အဘီနီကတော့သူကားတဲ့ပုံစံကပရိသတ်တွေကိုမလေးမစားပြုတဲ့ပုံစံတက်ရောက်သွားပုံရတာကြောင့်ပြဿနာအကြီးကျယ်တက်ခဲ့တယ်ဖြစ်ပါတယ်ဘယ်လိုပဲဖြစ်နေပါစေအခုလိုဂိုးသွင်းပြီးအောင်ပွဲခံတဲ့အခါကားတဲ့ပုံစံကအထူးဆန်းကြီးမဟုတ်တာတော့သိကြပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးယူနိုက်တက်ကန်တွေကစားသမားကြီးရိုနီကအခုလိုပြောဆိုခဲ့ပါတယ်ဘီနီရဲ့အောင်ပွဲခံမို့လားသူဘာလို့အဲ့ဒီလိုအောင်ပွဲခံလို့မရရမှာလဲကဘာပလားပြိုင်ပွဲတွေမှာဒီလိုအောင်ပွဲခံမျိုးတွေကအမတ်တရားပြရုပ်တွေဖြစ်လာတာကိုကျွန်တော်မြင်မှုပါတယ်။သူကရောဘာလို့ဒီလိုလုံးပိုင်ခွင့်မရှိရမှာလဲလို့ပြောဆိုခဲ့တာပါ။ဘီနီတော့စိတ်မကောင်းစရာတစ်ခုဖြစ်ပေမဲ့ကိုညာကတော့အမ်ရိတ်မှာဟီဟာနဲ့ကားပြနိုင်ခဲ့တာပါ။